ဈေးဘိုးနည်းနည်းနဲ့ထမင်းစားလို့လုံးဝမြည်စီမဟင်းလေးတစ်ခွက်ကိုမိုးနဲ့တူတူလိုက်ချက်ကြည့်ရအောင်နော်ရေကူးဆုံးခရမ်းချင်သီးလေးတွေကိုအတုံးလေးတွေစိတ်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်တုံဖြူနေမြုပ်သီးစင်းနဲ့ခွဲခြမ်းလို့ရောထောင်းထားလိုက်ပါဒီဟင်းလေးကိုတော့ခနောရဲ့ဘက်ဆောင်တော့ဟင်းခက်ရတာမို့လက်ဖက်ရည်စုံတစ်စုံမဲ့တုံးလေးရချက်မှာဖြစ်ပါတယ်အရင်ဆုံးစီကိုအပူပေးပြီးရင်တော့ခုနကထောင်းထားတဲ့ဟင်းနဲ့လေးကိုထည့်ပြီးတော့စီတက်ပါမယ်စီတက်ထားပြီးတော့အနက်လေးမွေးလာပြီဆိုရင်တော့ခုနကလီထားတဲ့ခရမ်းချင်သီးအတုံးလေးတွေကိုထည့်လိုက်ပါမယ်မိုးကခနောဘက်ဆောင်တော့ဟင်းခက်မုတ်တစ်စုံချက်လာမှဝင်ပြိုင်နေရဖြစ်လို့အခြားပါရတာမို့မှထပ်မထည့်ပဲနဲ့ခနောဘက်ဆောင်တော့ဟင်းခက်မုတ်တစ်စုံနဲ့ထည့်ပြီးချက်မှာဖြစ်ပါတယ်ဒီလိုဟင်းကမုတ်တစ်စုံနဲ့ထည့်ပြီးတော့ဟင်းကအရသာရှိလားမရှိလားဆိုတာကိုလည်းမူကတေချာလေးစကြည့်ပါမယ်ခရမ်းချင်သီးလေးတွေနည်းနည်းကြေပြီးခြောက်လာရင်တော့ရေလေးထည့်ပြီးတော့အုပ်ထားပေးလိုက်ပါမယ်အနှစ်တွေလည်းကြေသွားပြီဆိုတော့ငရုတ်သီးစိမ့်နံနံမလေးထည့်ပြီးတော့ဟင်းရိုးလေးကိုချလို့ရပါပြီအခုဆိုရင်တော့ခနောပတ်စုံသုံးဟင်းကမုတ်လက်ဖက်ရည်စုံတစ်စုံနဲ့အရသာရှိဟင်းလေးတစ်ခွက်ကိုရပါပြီကြိုက်တဲ့တိုးမြုပ်နဲ့ထမင်းလေးကိုအားရပါရစားလိုက်ရအောင်နော်ခနောပတ်စုံတော့ challenge လေးတွေတော့မို့တစုံ challenge ကိုဝင်ပြိုင်ထားရတယ်တစုံနဲ့ရတာရှိလားဆိုတော့စကြည့်မှာပါဆိုတော့ဒီဟာ challenge မှာဝင်ပြိုင်ထားတော့ move video လေး support လုပ်ပေးပါမယ်အသေးစိတ်သိချင်ရင်တော့ဒီခနော page မှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့ပြန်ပြလို့မျိုးခုဝင်ပြိုင်ထားပါတယ်မချင်းတော့ပစွန်ချင်းမနော်မချင်းဆက်ကြပါအောင်ရှင်အစီထားပါတယ်ဟုတ်လေချားတယ်ခရမ်းနေအဆက်ချတာကတရားကောင်းလို့มั้ยဘာဖြစ်မပါလဲအဲ့ကိုချက်လို့ရတယ်မူချတာတော့အရင်လိုရတယ်လိုက်ချက်တာဒီတပုံစံနဲ့တော်တော်စားလို့ရအောင်မဖေးမို့ဒီတစ်စုံ challenge ပြိုင်နေတာဆိုတော့မို့ video လေးကို support လုပ်ပေးပါအောင်မလို့ပြိုင်နေဆိုလို့ရှိရင်တော့ခနော Facebook page မှာလာကြည့်လို့ရတယ်ပေါ့နော် March 20 ရက်နေ့ထိပဲဆိုတော့ရက်ကနေအောင်နေဆိုတော့မြန်မြန်လေးပြန်နေကြနော် bye bye